cái alung be shalom ba rồi đi nè new era bắt thama ye ko chuma ba ri khoi ya le sura ko chuma sharing လုပ်ပြီးတော့မှာပါဒီနေ့ဆိုလို့ရှိရင်ကျွန်မဘာခွန်အားရလဲဆိုလို့ရှိရင်ဆရာကင်းပေါပြောတဲ့အဲမှာပေါ့နော်ဖေယားကဘာလဲယူပါယုံပေးတယ်ဆိုတော့အခုဒီလူငယ်တွေထဲမှာလဲဖေယားကတင်းကိုတတိဖြစ်ဖို့ပေါ့နော်ဒီကိုယူပါယုံပေးပါအဲ့လိုမျိုးပြောတဲ့အချိန်မှာကျွန်မစိတ်ထဲမှာပါရှိလဲဆိုတော့ကျွန်မဒီယူပါယုံကျွန်မမှာရှိပေးတာလွန်ခဲ့တဲ့တစ်နှစ်လောက်ကဖေယားကကျွန်မကိုပေးတာဆိုတော့ကျွန်မဘာခံယူလဲဆိုလို့ရှိရင်ကျွန်မမချခင်အောင်မြင်တဲ့စီးပွားရေးရှင်တယောက်အောင်မြင်တဲ့အဲ့လိုမျိုးသူများဘယ်လိုပြောမလဲအများရန်အခုသုံးဆိုတဲ့ပုံစံမျိုးမဟုတ်တော့ဘဲနဲ့product ပိုင်ရှင်ပဲဖြစ်အဲ့လိုမျိုးon na တယောက်ပေါ့နော်အဲ့လိုမျိုးဖြစ်ချင်းတဲ့စန္ဒကအဲ့လိုယူပါယုံကဖေကကျွန်မကိုလွန်ခဲ့တဲ့တစ်နှစ်လောက်ကပေးထားတဲ့ယူပါယုံဖြစ်တယ်အဲ့ဒါကြောင့်မို့ဒီနေ့ဆရာကင်းပေါပြောတဲ့စကားထဲမှာဆိုလို့ရှိရင်โอเคဖေကချမ်းသာဖို့အဲ့လိုမျိုးယူပါယုံပေးဖို့ဆုတောင်းပါလို့ပေးတဲ့ချိန်မှာပြောတဲ့ချိန်မှာကျွန်မကဒီယူပါယုံကဖေကလွန်ခဲ့တဲ့တစ်နှစ်လောက်ကကျွန်မကိုပေးထားတဲ့ယူပါယုံဖြစ်တယ်ဆိုတာကိုမကြခင်ကျွန်တော်မှရရှိတော့မယ်ဆိုတဲ့ဟာကိုဖေကကျွန်တော်ကိုငြိမ်သက်ခြင်းပေးပါတယ်ဆိုတာတတိခံချင်းပါတယ်ကျွန်မတို့စကားနဲ့ပဲပြောလို့ရှင်လေအမ comment မှာရေးကြပြင်ဗမာလိုပြောပေးဆိုတော့ကျွန်မမတက်တစ်ခေါက်လေးနဲ့ဗမာလိုနဲ့ပဲပြောမယ်နော်ဒီမှာတငယ်ချင်းကလက်သေးလို့ပေးပါတယ်ပြန်အိမ်နဲ့နေတော့ချစ်ချင်းနဲ့သွားပါတယ်ဒီမှာပို့လို့ရောက်ပြီ9မိနစ်လောက်ပဲသွားရတယ်ဆိုတော့ပြန်ညနေစာလဲမစားသေးတော့ပေါင်မောက်တွေပါဝဲပြန်ပေါ်ထိုက်ရောက်နေပါပြီအာရှရီလည်းအရန် warmly welcome တယ်တခါတည်းနဲ့ကျွန်မအပေါ်သွားပြီးတော့ view တွေအရန်လာတော့ video တွေလိုက်ရိုက်ပြန်ဒီမှာတာယာနေတာပြန်ကိုကထိုင်ခုံမရမှာဆိုတော့လေဒီမှာစောရောက်လာတာပြန်ကိုအလှချိတ်တော့အလှတွေတွေးလို့ရှင်မနေနိုင်ပြန်ရောက်တော့နေ့လေတုန်းကချက်ထားတဲ့ဟင်းတွေပြန်နှွေးပြီးတော့ထမင်းပြန်စားတယ်